မျိုးစေ့တစ်ခုစိုက်တဲ့အခါမှာမြေကောင်းမှာစိုက်တာနဲ့မြေညံ့မှာကြက်တီးကုန်းလို့မြေညံ့ပေါ်မှာစိုက်တာနဲ့မတူဘူးမျိုးစေ့ပေါက်တဲ့အခါမှာတင်ပါဗျာ fertilizer ကောင်းတဲ့မြေမျိုးမှာစိုက်လိုက်လို့ရှိရင်အပွင့်အသီးတွေကတန်းမာတယ်လေ မှန်ပါဗျာ တန်းတယ်အဲ့ဒါလိုပဲခုနကိုလှူလိုက်တဲ့ပုဂ္ဂိုလ်ကတကယ်ကိုမြင့်မြတ်တဲ့ပုဂ္ဂိုလ်မျိုးဆိုရင်ကိုလုံးလိုက်ရတဲ့အလုပ်ဟာနည်းနည်းလေးပဲဖြစ်စေအများကြီးကြိုးပေးနိုင် မှန်ပါဗျာမှန်ပါဗျာ ဒါရဲ့သူ့ရဲ့တုံ့ပြန်ဥပမာဆိုတော့ပိုထင်ရှားတာပြောရမယ်ဆိုရင်ကိုပေါင်းတဲ့မိတ်ဆွေကလမ်းပေါ်ကလူဆိုပြီးတော့သူလည်းပက်ချာမရှိဘူးဆိုရင်ကိုပါရမှာတော့ မှန်ပါဗျာ ကိုပေါင်းတဲ့လူကကိုကကူညီလိုက်တဲ့လူကတထေးဆိုရင်ကိုကိုတုံ့ပြန်ပေးတာတွေအများကြီးမရနိုင်ဘူး လ လား ည်းရနိုင်ပါဗျာ ကိုပေါင်းတဲ့လူကမွဲတဲ့လူဆိုရင်သူရရင်နည်းနည်းပဲရအောင်ပေါ့ မှန်ပါဗျာ ဟုတ်တယ်မလားအဲ့တော့အဲ့ဒါလိုပဲဒီပစ္စကဗုဒ္ဓတို့လိုမြင့်မြတ်တဲ့ပုဂ္ဂိုလ်မျိုးတွေမှာလို့ရင်ပို့ရတယ်ဆိုတာတော့ဒါသဘာဝကျပါတယ် မှန်ပါဗျာ လူလောကမှာလည်းဒီလိုရှိတယ်